တရားတိုင်းသားတို့ရဲ့ရိုးရာပွဲတော်များစွာရှိတဲ့အနက်တိထိုးဖို့ခေါ်တကွန်နိုင်ပွဲတော်ကိခေါ်တောလိုက်ပွဲအဲရူပေါ်မီခေါ်ကောင်းမြင့်တုပ်ပွဲအိမ်သစ်တက်ပွဲကိကရေတာခေါ်ငှက်လိုက်ပွဲတော်များဟာထင်ရှားတဲ့ပွဲတော်များဖြစ်ပါတယ်အဲရူပေါ်မီခေါ်ဒီကူပွဲဟာကောင်းမြင့်တုပ်ပွဲဖြစ်ပါတယ်ပွဲတော်ကိုနှစ်စဉ်တော်သတင်းလာနဲ့သတင်းကြွလာများမှာကျင်းပလိရှိပြီးဘေးရန်ရဲ့ခင်းရှင်းဖို့ယောဂါတွေရွာပင်ကိုမောင်းထုတ်ဖို့စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံများသဘာဝဘေးအန္တရာယ်မှကင်းဝေးပြီးအောင်မြင်ဖြစ်ထွန်းစေဖို့မြို့ရွာတွေစီပင်တရားဝပြောကအေးချမ်းတရားလာစေဖို့နဲ့ပယ်လွန်ပြီးတဲ့ဘိုးဘွားမိဘဆွေမျိုးသွားခြင်းများရဲ့ဝိညာဉ်ကိုခေါ်ပြီးမြို့ရွာလေးနဲ့အညီပူဇော်ပတ်သဖို့ရည်ရွယ်ကကျင်းပခြင်းဖြစ်ပါတယ်။ဘုရားတိုင်းရင်းသားတို့ဟာစက်ရိုးထိုးတဲ့ဓလေ့ကိုအထူးယုံကြည်ကြပါတယ်။ဒီကူပွဲပြုလုပ်ဖို့ရကောင်းရမြရွေးချယ်ရမှာစက်ရိုးထိုးဖို့အတွက်ကျမကိုအသုံးပြုလေရှိပြီးလိပ်ပြခေါ်ရမှာတော့ကျဖကိုအသုံးပြုလေရှိပါတယ်။အဲလိုပေါ်မီခေါ်ဒီကူပွဲကျင်းပပြုလုပ်မဲ့ရက်ကိုခေပြစေခေါ်နှက်ဆရာကြီးကစက်ရိုးထိုးပြီးအတိအကျသတ်မှတ်ပေးရပါတယ်။ဒီကူပွဲတော်ကျင်းပမဲ့အချိန်မတိုင်မီအိမ်တိုင်းစီပြောင်းကောက်ခေါ်နှက်စားပြောင်းနဲ့ခေါင်းရည်ချက်ရပါတယ်ပွဲတော်ကျင်းပမဲ့ပထမရက်မှာလူငယ်မောင်မယ်များကအိုးစီဘုံမောင်များတီးခတ်ပြီးမနက်စောစောတောထဲသို့သွား၍ကောင်းချင်းတုပ်ဖက်ဖြစ်တဲ့ဒီကူရက်တွေကူးကြပါတယ်။မျိုးသမီးများကဒီကူရက်ကောင်းရက်သက်နေကိုရေးချဲပြီးကောင်းချင်းထုတ်ရပါတယ်။ကောင်းချင်းတို့ကို၃မြောက်ပုံသဏ္ဍာန်ထုတ်၍တထုပ်လျင်တစ်စီးနှီးဖြင့်တွဲချီထားပြီးအိုးကြီးနဲ့ပြုတ်ထားရပါတယ်။ပွဲတော်ဒုတိယနေ့မနက်စောစောမှာပြုတ်ထားပြီးတဲ့ကောင်းချင်းတုပ်တွေနဲ့အိမ်ဦးနဲ့ရွာဦးနဲ့တွေကိုပထမဆုံးပူဇော်ပသကြတယ်။ဝယ်လွန်ပြီးတဲ့ဘိုးဘွားမိဘတွေကိုတိုင်တယ်ပြီးကျမတကောင်ကိုအိမ်ဦးနဲ့ကိုပူဇော်ကမိသားစုဝင်အားလုံးနေကောင်းကျန်းမာစေဖို့စီးပွားရေးလူမှုရေးအဆင်ပြေစေဖို့စက်ရိုးထိုးပြီးမေးမြန်းကြပါတယ်။အိမ်တော်ဦးစီးကကျမတကောင်ကိုဆောင်းနဲ့ထုတ်ပြီးလမ်းစုံလမ်းကားကိုသွားကတွေ့တဲ့မြက်ပင်တိရွက်ဓမ္မမဟုတ်ပိုးကောင်တကောင်ကိုယူပြီးအိမ်ကိုပြန်လာရပါတယ်။အိမ်ပြန်လမ်းမှာလမ်းစုံလမ်းကွာတိုင်းမှာစက်တောင်မွေးတစ်ချောင်းစီကိုနှုတ်ပြီးမြေမှာစိုက်ခဲ့ရပါတယ်။အိမ်ကိုပြန်ရောက်တဲ့အခါယူလာတဲ့အရာကိုအိမ်ကောင်းရင်မှာထားပြီးကြက်ကိုအိမ်နောက်တနေရာမှာကျိုးချထားရပါတယ်။ဖိချထားတဲ့မိသင်္ဂါးတွေအတွက်လည်းတမင်းဟင်းတွေပြင်ဆင်ချက်ပြုတ်ကြပါတယ်။မွန်လွဲပိုင်းမှာချင်းစာနှလုံးထဲကိုပွဲမီးသွေးထင်းရှူးစီစုပင်ဒီကူရွက်နဲ့ကောင်းကျင်းတို့တွေထည့်ပြီးရွာပြင်ကိုယူဆောင်ကပဲလို့နက်ကိုပသကြတယ်။အိမ်နောက်စက်တကောင်နဲ့ကြက်ရိုးထိုးပြီးပြည်နယ်အတွက်ရွာအတွက်မိသားစုဝင်များအတွက်သိရှိလူသိများကိုမေးမြန်းကြတယ်။ပဲလို့နက်ကိုပသပြီးပြန်လာရမှာနတ်ဆိုးတွေနဲ့မကောင်းဆိုးဝါးတွေအိမ်ထဲကိုဝင်မလာစေဖို့ဝါးကိုရာဇမတ်ကွက်ရက်ပြီးယာယီကထားကစုကိုင်းဒီကူရွက်စတာတွေကိုစီးနှောင်ပြီးအိမ်ဝင်ပေါက်များအိမ်တောက်များလေကားထိပ်များမှာချိတ်ဆွဲထားကြပါတယ်။ညနေဆောင်မှာကိပြဆဲခေါ်နတ်ဆရာကဖိုဒီခရီခေါ်နတ်ရုပ်ပြုလုပ်ပြီးကောင်းညင်းတုပ်ခေါင်ရည်အသားတို့နဲ့ပူဇော်ကမိုးလီဝသချင်းနေကျမ်းမာရေးချင်းနေဇီဝရေးချင်းနေစိုက်ရေးပြူရေးချင်းနေတို့ကိုမေးမြန်းကြပါတယ်။ညသကောင်းရဲ့အချိန်မှာစူကိုင်းကြီးကူရွက်ကြောင်ရှာရွက်ထင်းရှူစီတို့ကိုတပြက်စီးပုံသဏ္ဍာန်စီးပြီးအိမ်ထဲမှာအိမ်ပြင်သို့ရွာဤတောင်ဘက်မှရွာမြောက်ဘက်သို့ပုတ်ခတ်ခြင်းဝါးစိန်ကိုမိရှို့ခြင်းသက်မိုးများတီးခြင်းနဲ့နတ်ဆိုးများနဲ့မကောင်းဆိုးဝါးများကိုရွာပြင်ကိုနှင်ထုတ်ကြတယ်။နတ်ဆိုးများကိုမောင်းထုတ်သူများအိမ်ပြန်ရောက်လာရင်ထိုသူများကပြများနဲ့နေရာနှံပြားကိုပတ်ကျဲကြပါတယ်။ဘူဒီဂရီနက်ကိုပြန်လဲပို့ဆောင်မဲ့မနက်မှာလိပ်ပြခေါ်စဉ်ကအသုံးပြုထားတဲ့ကျဖနဲ့ကြက်ရိုးထိုးပြီးသိရှိလူသည်များမေးမြန်းကြတယ်။အဲဒီနောက်ဒီကူပြုတ်ရည်နဲ့ထိရှိမြခေါ်လဲဆောင်နဲ့ရာဆောင်နဲ့တို့ကိုပူဇော်ကအိုးစီပုံမောင်များတိကပ်ပြီးဘူဒီဂရီနက်ရုပ်ကိုရွာအပြင်ကိုပို့ဆောင်ကြပါတယ်။ဘူဒီဂရီနက်ရုပ်ဟာရွာအတွင်းမှာရှိတဲ့ကောင်းတဲ့အရာတွေယောဂဆိုးတွေကိုယူဆောင်သွားမယ်လို့ယ
ယုံကြည်ကြပါတယ်ဖိုတီခရီနက်ကိုပြန်လည်ပို့ဆောင်တဲ့နေ့ဟာဒီကူပွဲတော်မှာအစီကားဆုံးနေ့ပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာဧည့်သည်တွေစပင်မျိုးတွေကိုထမင်းဟင်းလျာခေါင်းရင်းနဲ့ကောင်းကျင်းတုံများနဲ့ဧခံကျွေးမွေးပြီးရွာကိုလာတဲ့ဧည့်သည်တွေအတွက်လည်းအိမ်ပြန်လက်ဆောင်တွေထည့်ပေးလေးရှိပါတယ်အေရူပမီခေါ်ဒီကူပွဲဟာကြရတိုင်းရင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုယ်ပိုင်ယုံကြည်မှုနဲ့လူမှုဘဝကိုထင်ဟပ်နေတဲ့အဓိကကျတဲ့ပွဲတော်တစ်ခုဖြစ်တာနဲ့အညီနှစ်စဉ်အစဉ်လာမပြတ်စီကားတိုင်းမဲ့စွာကျင်းပဆောင်ရွက်နိုင်ရေးမျိုးဆက်သစ်လူငယ်များအနေနဲ့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစီလူကြောင်းတိုက်တွန်းလိုက်ရပါတယ်ရှင်